မင်္ဂလာပါ Wishes to the Universe Channel မှာကြိုဆိုလိုက်ပါတယ်။ကျမဒီနေ့မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့2026ခုနှစ်ဟာဘယ်လိုမျိုးထူးခြားမှုတွေနဲ့နှစ်တစ်နှစ်ဖြစ်မလဲ။2026ခုနှစ်ရဲ့ energy တွေရောဘယ်လို energy မျိုးတွေရှိမှလဲ။ဘယ်သူတွေအပေါ်မှာအဓိကတက်ရောက်မှလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။2026ခုနှစ်ဟာဆိုလို့ရှိရင် astrology အရာခေတ်သစ်တစ်ခုရဲ့အစလို့တောင်တင်စားလို့ရပါတယ်။2026ခုနှစ်မှာအဓိကဂျိုကြီးတွေဖြစ်တဲ့စေတန်၊နက်ပကျွန်းနဲ့ယူရေနပ်စ်တို့ဟာရာသီကွင်းအသစ်တွေကိုတပြိုင်နက်နီးပါကူးပြောင်းကြမှာဖြစ်လို့အပြောင်းလဲအင်မတန်ကြီးမားမဲ့နှစ်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်တွေထဲမှာကျမတို့ယုံကြည်လာခဲ့တဲ့စံနှုန်းတွေက2026ခုနှစ်မှာအပိသက်ချုပ်ငြိမ်းသွားပြီးတော့အသစ်စတင်ခြင်းတွေကိုလက်ခံရမယ့်ကာလဖြစ်ပါတယ်။အိမ်မက်တွေကိုကိုစားပြုတဲ့နက်ပကျွန်းဂျိုနဲ့တာဝန်ယူမှုစီကံတွေကိုကိုစားပြုတဲ့စေတန်တို့ဟာဆိုလို့ရှိရင် Aries ထဲဝင်လာတဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့တော့ Aries ရဲ့ energy ကစတင်ခြင်းခေါင်းဆောင်ခြင်းဆိုတဲ့ energy ရှိပါတယ်ဒါဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်အရင်ကကျမတို့စိတ်ကူးရင်ယုံပဲရှိခဲ့တဲ့အရာတွေကဒီနှစ်ထဲမှာတော့အမှန်တကယ်လက်တွေ့ဖြစ်လာတော့မယ်ဆိုတဲ့ energy မျိုးပဲဖြစ်ပါတယ်စေတန်နဲ့နက်ပကျွန်းတို့က Aries မှာစုံကြမှာဖြစ်လို့မိမိရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ခွန်အားရရှိလာမယ့် energy မျိုးဖြစ်ပါတယ်။ Uranus ဂျိုကလည်း Gemini ရာသီတွေကိုဝင်ရောက်မှာဖြစ်လို့ဒီနှစ်ထဲမှာဆိုလို့ရှိရင်မြန်ဆန်ခြင်းတည်ထွင်ဆန်းသစ်ခြင်းနဲ့အသစ်စတင်ခြင်းတို့တွေဖြစ်ပေါ်လာမယ့်ကာလဖြစ်ပါတယ်။အဲ့တော့2026ခုနှစ်ရဲ့အပြောင်းလဲတွေကဘယ်သူတွေအပေါ်မှာပို့ပြီးတော့တက်ရောက်မှုရှိနိုင်မလဲကျမတို့ကြည့်ကြမယ်။ဒီနှစ်မှာအပြောင်းလဲအများဆုံးကြုံတွေ့ရမယ့်ရာသီဘွားတွေကတော့ Aries, Gemini, Aquarius နဲ့ Libra တို့ပဲဖြစ်ပါတယ်။ဒီနှစ်ရဲ့အပြောင်းလဲမှာ impact အများဆုံးကြုံရမှာ Aries တွေဖြစ်ပါတယ်။ရှေ့မှာပြောခဲ့သလိုပဲစေတန်နဲ့နက်ပကျွန်းကကိုယ့်ရဲ့ရာသီကွင်းထဲကိုရောက်လာတာဖြစ်လို့ဒီနှစ်မှာကြီးကြီးမားမားပြောင်းလဲမှုတွေကြုံရလိမ့်မယ်။တာဝန်ဝတ္တရားအသစ်တွေပို့ပြီးတော့များလာမယ်။ Aries တွေကိုပြောချင်တာက2026ခုနှစ်ကအပြောင်းလဲတစ်ခုရဲ့အစခေတ်သစ်တစ်ခုရဲ့အစလို့အရှိမကျွန်မပြောခဲ့သလိုပဲပေါ့နော်ဒီနှစ်မှာ Aries တွေကအဲ့ဒီပြောင်းလဲခြင်းတွေစတင်ခြင်းတွေမှာရှေ့ဆောင်တဲ့သူခေါင်းဆောင်တဲ့သူတွေဖြစ်လာပါလိမ့်မယ်အရင်ကလိုမျိုးနောက်ွယ်မှာနေနေတဲ့အခြေအနေကနေပြီးတော့ကိုယ်သူဘဝဖြစ်ကြောင်းကိုဖော်ထုတ်ပြသနေရမယ့်အချိန်ဖြစ်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တာဝန်ကြီးတွေပခုံးပေါ်ရောက်လာမယ့်အချိန်မျိုးလည်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကပဲ Aries တွေကိုပို့ပြီးတော့ထင်ရှားလာစေပါလိမ့်မယ်နောက်ထပ်တက်ရောက်မယ့်ရာသီခွင်ကတော့ Gemini ဖြစ်ပါတယ်အဲ့တော့ Uranus ဂျိုက Gemini နဲ့ကိုဝင်လာတာဖြစ်လို့ Gemini နေရာဆိုလို့ရှိရင်ဒီနှစ်ထဲမှာဘဝမှာမမျှော်လင့်ထားတဲ့အခွင့်အလမ်းကောင်းတွေလွတ်လပ်မှုတွေရလာပါလိမ့်မယ်အရှိန်အဟုန်မြင့်မားခြင်းဆိုတဲ့ energy ကိုရရှိမယ်ပေါ့နော် Uranus ဂျိုရဲ့ energy ကကြတော့လျှက်စီးလိုမျိုးအရင်မြန်ဆန်တယ်ထင်မှတ်မချတာတွေဖြစ်တတ်တယ်ပြီးတော့အစင်လာတွေကိုဖောက်ထွက်တတ်တယ်ပေါ့နော်ထူးခြားဆန်းပြမှုနဲ့လွတ်လပ်မှုတို့ကိုလည်းကိုစားပြုတယ်ပြီးတော့ Uranus ကဒီသိပ္ပံပညာနည်းပညာအင်တာနက်အာကာသနဲ့စမ်းသစ်တဲ့တည်ထွင်မှုတွေအားလုံးက Uranus ရဲ့စွမ်းအင်အောက်မှာရှိတာပါဒါကြောင့်2026ခုနှစ်မှာဆိုလို့ရှိရင် Gemini နေရာဆက်သွယ်ရေးနည်းပညာတွေဒါမှမဟုတ်ရင်ဖန်တီးမှုပိုင်းဆိုင်ရာအလုပ်တွေမှာအောင်မြင်မှုအကြီးအကျယ်ရနိုင်မယ့်နှစ်ဖြစ်ပါတယ်နည်းပညာနဲ့တည်ထွင်စမ်းသစ်မှုတွေမှာ Gemini နေရာအရှင်သခင်ဖြစ်လာမယ့်နှစ်လို့တောင်ပြောလို့ရတယ်ပေါ့နော်နောက်ထပ်တက်ရောက်မယ့်ရာသီခွင်ကတော့ Aquarius ဖြစ်ပါတယ်Pluto ဂျိုက Aquarius ထဲမှာအခြေချနေပြီဖြစ်လို့အာနာဩဇာနဲ့ယက်တီချက်တွေပုံမခိုင်မာလာပါလိမ့်မယ်လူမှုအတိုင်းဝိုင်းထဲမှာ Aquarius တွေရဲ့ဩဇာကအမြင့်ဆုံးရောက်ရှိပါလိမ့်မယ်
ကိုယ့်ရဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းကိုပြောင်းလဲပေးနိုင်တဲ့ခေါင်းဆောင်မှုမျိုးပေးနိုင်လာပါလိမ့်မယ်။ Aquarius တွေရင်ဆိုင်ကြုံတွေ့ရမယ့်အရာကတော့ကိုယ့်ရဲ့ဩဇာအာဏာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာအကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။နောက်ထပ်တက်ရောက်မယ့်ရာသီခွင်ကတော့ Libra ဖြစ်ပါတယ်။ Libra လေးတွေ2026ခုနှစ်မှာအကြီးမားဆုံးရင်ဆိုင်ကြုံတွေ့ရမှာကတော့ relationship ကိစ္စပဲဖြစ်ပါတယ်။ relationship ဆိုတာကသမီးစားတစ်ခုတော့ပြောချင်တာမဟုတ်ဘူးเนาะလုပ်ဖော်ကိုင်ဘက်တွေတကယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေဒါတွေအားလုံးပါတယ်ပေါ့เนาะLibra လေးတွေကဒီ relationship အပိုင်းနေမှာဆိုလို့ရှိရင်သင်ခန်းစာအသစ်တွေအစပြုမှုအသစ်တွေကြုံရတတ်ပါတယ်။ partnership တွေ friendship တွေမှာအတူအရောင်တွေရှိနေလို့ရှိရင်ပေါ်ပေါက်လာမယ်။အဲ့လိုမျိုးမတည်ငြိမ်တဲ့ဆက်ဆံရေးတွေအတူအရောင်တွေဆိုလို့ရှိရင်ပြိုကွဲမယ်အဆုံးသတ်သွားမယ်ပေါ့နော်။စစ်မှန်တဲ့အရာတွေပဲကြံခဲ့ပါမယ်။အဲ့တော့ Libra လေးတွေ2026ခုနှစ်မှာ Be Strong မှာဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပေါ်အတူအရောင်ဆိုတဲ့အရာတွေမှန်သမျှကိုယ့်ရဲ့ဘဝထဲကနေထွက်သွားပါလိမ့်မယ်။အဲ့တော့2026ခုနှစ်ရဲ့ overall energy ကိုခြုံကြည့်မယ်ဆိုလို့ရှိရင်တစ်ကမ္ဘာလုံးဆိုင်ရာအနေနဲ့ပြောင်းလဲမှုကြီးကြီးမားမားတွေကြုံရလိမ့်မယ်။နည်းပညာနဲ့တည်ထွင်ဆန်းသစ်မှုတွေပုံမတိုးတက်လာလိမ့်မယ်။ဘဝကနေချုပ်ကိုင်တဲ့ပုံစံမျိုးကအားနည်းလာပြီးတော့ decentralization ပုံစံမျိုးကပို့ပြီးတော့အားကောင်းလာလိမ့်မယ်။ပြီးတော့ individual power တွေကလည်းပို့ပြီးတော့အားကောင်းလာပါလိမ့်မယ်။2026ခုနှစ်ကအပြောင်းအလဲဆိုတာထက်ပိုတဲ့ transformation ပေါ့နော်အသွင်ကူးပြောင်းမှုပုံစံကိုသွားတယ်အဲ့တော့ဒီ2026ခုနှစ်မှာကိုဒီအပြောင်းအလဲတွေကိုလက်ခံတတ်ဖို့နဲ့အသစ်စတင်ဖို့အဆင်သင့်ဖြစ်နေဖို့အရေးကြီးပါတယ်အရှိမပြောခဲ့သလိုပဲကိုကခေါင်းဆောင်မှုတွေနောက်ွယ်မှာနေနေရမျိုးမဟုတ်ဘဲနဲ့ရှေ့ကိုထွက်ပြီးတော့ဦးဆောင်ရမယ်ကာလဖြစ်တယ်အတိတ်မှာကြံခဲ့တာမျိုးတွေအဟောင်းတွေကိုဆွဲထားတာမျိုးတွေကိုမလုပ်ဘဲနဲ့လက်ရှိပြောင်းလဲလာမယ့်အပြောင်းလဲတွေအတွေ့အကြုံအသစ်တွေကိုရဲဝင်ဝင်ကြိုးစိုးလက်ခံတဲ့သူဖြစ်နေဖို့အရေးကြီးပါတယ်။ကျွန်မအခုပြောပြပေးသွားတာလေးတွေကတော့2026မှာကြုံတွေ့ရမယ့်ကြီးမားတဲ့ပြောင်းလဲမှုတွေ2026ရဲ့ energy တွေပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်မရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ရှင်။